ဒီကြောက်တုံးကြီးကိုအဒက်စီစီကနေငွေတတောင်းဖဲပြီးကျွန်တော်ရအောင်ယူခဲ့တာပါရှင်ချန်ကနေပြန်တယ်လာတာတင်တဲယူစညစ်တင်ထောင်ငှက်ချီပြီးကုံသွားထိုက်တယ်အဲ့တုန်းကလူတလုံးများကကျွန်တော်ကိုအယူလို့ပြောကြတယ်အတုံးမဝနဲ့အတုံးကြီးကိုဝဲတယ်ဆိုပြီးလေဒါပဲကျွန်တော်စိတ်ထဲမှာတော့အကြံနဲ့ပါသူ့အထဲမှာအခရာတစ်ခုခုရှိရမယ်လို့ကျွန်တော်ယုံကြည်ခဲ့တယ်ဖွင့်လိုက်တဲ့နောက်မှာတော့ဒီတစ်ခါတော့မြစ်ပြီဆိုတာသိလိုက်ပါပြီဒါကိုကျွန်တော်တစ်ဆဲချင်းစီထုတ်ယူပြီးအလုတ်ယုံကိုယူလာပြီးဖြည်းဖြည်းချင်းတန့်စင်ခဲ့ပါတယ်ပြီးတော့ဂယုတစိုက်ကလှီးချလိုက်တဲ့ဓားသွားကျသွားတဲ့အချိန်မှာကျွန်တော်စိတ်ဒီချက်ချင်းတင်ငိမ်သွားတယ်အထဲကကြောက်သားကတန့်စင်ပြီးနူးညံ့ချောမွေနေပါတယ်အလင်းပြန်ပုံကလည်းနူးညံ့နေတယ်ကြည်လင်နေတဲ့အသားထဲမှာစိတ်ဝင်နေတဲ့ဂျန်လန်ကရေပင်ရှုခင်းလိုမျိုးပန်းချီကတစ်ချက်လိုပါပဲဒါဟာသဘာဝတရားကကိုယ်တိုင်ဖန်တီးထားတဲ့ရှုခင်းပန်းချီကတစ်ချက်လိုပါပဲရေညှိပင်လိုအမြန်လေးတွေကရေထဲမှာလှပစွာရက်ဖြာနေပါတယ်ຫນွေဦးကမြူနင်းတဲ့ကြားကမိုးမခါပင်နဲ့ကြောက်တနာလိုမျိုးပေါ့အမိုးအမက်ရောင်လေးတွေနဲ့အလွာလိုက်ကျွယ်ဝနေပါတယ်အယောင်အဖြုတ်အရင်ကလည်းလိုက်ဖက်နေတယ်တမင်တကာဖန်တီးထားတာမျိုးလုံးဝမရှိပါဘူးဒါတွေအားလုံးကအချိန်ရဲ့အနီထိုင်ချင်းကနေပေါ်ထွက်လာတဲ့အလှတရားတွေပါမီးရောင်အောင်မှာကျွန်တော်အချိန်လက်ပတ်ကြည့်ရှုရင်းစိတ်ထဲမှာအကြံတစ်ခုပေါ်လာခဲ့ပါတယ်ဒီလိုကြောက်သားမျိုးကအများကြီးထပ်ပြီးပုံဖော်ဖို့မသင့်တော်ပါဘူးသူ့ရဲ့မူလအလှတန်းလိုက်ဖန်တီးတာကကြည်လေလှလေဖြစ်စေမှာပါနောက်တော့အကိုကြီးတယောက်ကျွန်တော်စီရောက်လာပြီးကျွန်တော်ရေညှိလက်ကောက်လုပ်တဲ့ဗီဒီယိုကိုတွေ့လို့ဆိုပြီးပြောပါတယ်သူ့ရဲ့အနာဂတ်ချွေးမလောင်းလေးအတွေ့တကွဲမှချင်တယ်လို့ပြောပါတယ်သူ့ချွေးမလောင်းလေးကအန်ဟွဲကဖြစ်ပြီးပထမဆုံးအကြိမ်တွေ့ဆုံခြင်းအထင်အမှတ်အသက်လို့ဆိုပါတယ်အရန်ထင်းလွန်းတဲ့ပစ္စည်းမျိုးမပေးခြင်းဘူးလို့ဆိုပါတယ်ကြည်လေမယိုးနိုင်လေအနှစ်သာရပေါ်ချီလေဖြစ်တဲ့လက်ကောက်မျိုးကိုလိုချင်တယ်လို့ပြောပါတယ်သူကကြောက်သားရဲ့အရေးအသွေးကောင်းမွန်မှုကိုအထက်အခိုင်အမာပြောပါတယ်ပြီးတော့လက်ရတေတက်လာမှုကိုပါလက်မှာဝစ်စင်ထားရင်ရှင်းသက်ကြည့်လေနေရမယ်ဝစ်စင်သူကိုနူးညံ့ပြီးဖုံးကန်ရှိတဲ့ပုံပေါက်စေရမယ်တဲ့ကျွန်တော်လဲသူ့ကိုပြောလိုက်တာကဒီကျန်းနံရေစေးပန်းချီလူကြောက်စင်းလေးကလေလက်ရမှန်လက်ထားထီးတွေ့လိုက်ရင်ထွက်လာတဲ့ဖြစ်စီကတော့လုံးဝအမားမရှိနိုင်ပါဘူးဒီလိုပုံစံရိုးရိုးလက်ကောင်မျိုးကကြည့်လိုက်ရင်တော့ရိုးရှင်းပါတယ်တကယ်တမ်းမှာတော့လောက်ရအင်မတန်ခတ်ပါတယ်ပန်းဖို့လက်ရနဲ့လူအထင်ကြီးအောင်လောက်တာမဟုတ်ပါဘူးကြောက်သားရဲ့တန့်ရှင်းပြည့်စုံမှုပေါ်မှာလည်းအတိတ်ကမူတည်နေတာပါသူ့ရဲ့အတိတ်ဘက်ကပြည့်စုံခြင်းပါတိမ်မွေ့မှုကိုလည်းကိုစားပြုပါတယ်အပေါ်အစင်တန်းစားတဲ့မပါဝင်ပါဘူးဒါပေမဲ့အချိန်ရဲ့စမ်းသပ်မှုကိုတော့အကောင်းဆုံးခံနိုင်ရရှိတယ်သူ့တန်ဖို့ကအပေါ်ရန်လက်ရမှာမရှိပါဘူးနေ့စဉ်နေ့တိုင်းအဖော်ပြုတ်ပေးမှုနဲ့တည်ငြိမ်တဲ့ဘဝကိုဖျက်တမ်းခြင်းမှာပဲရှိနေတာပါပုံစံရိုးရိုးလက်ကောက်ဆိုတာဖြည်းဖြည်းစီးနေတဲ့စမ်းချောင်းလေးလိုပါပဲတစ်ချက်ကြည့်လိုက်ယုံနဲ့ဆွဲမဲ့သွားစေဖို့မရည်ရွယ်ပါဘူးတဘောဟာလုံးစာအတူရှိနေဖို့ကိုပဲတောင်းဆိုတာပါအမှန်တန်ပြောရရင်ဒီလက်ကောက်ကိုလှုပ်ရတာတော်တော်အပင်ပန်းခံရပါတယ်ကြည့်လိုက်ရင်ပန်းဖို့ထူးစရာမလိုဘူးလို့ထင်ရပေမဲ့ကြောက်သားဖြတ်တာတွေးတာအယုံတင်လာတယ်မှာအင်မတန်တိကျဖို့လိုအပ်ပါတယ်လက်တစ်ချက်တုံယုံနဲ့အကုန်ပျက်စီးသွားနိုင်ပါတယ်လက်ခအကြောင်းပြောဖိကြတဲ့အခါအကိုကြီးကရဲပြီးတော့ပြောပါတယ်ကျွန်တော်ကို follow လုပ်ထားတာကြာပြီတဲ့ကျွန်တော်ဗီဒီယိုတွေကတိတ်မပေါက်ဘူးလို့သူ့ထင်နေတာပါသူကဒီလက်ကောက်တဲ့ process ကိုတင်ပေးဖို့အကြံပေးပါတယ်။ light ထောင်ကျော်ထားရင်လက်ခကို20ပေးမယ်လို့ပြောပါတယ်။အဲဒီအချိန်မှာကျွန်တော်တော်တော်လေးစိတ်လှုပ်ရှားသွားပါတယ်။ပိုက်ဆံကြောင့်တော့မဟုတ်ပါဘူး။အယုံအကြည်ရှိခံရတယ်ဆိုတဲ့ခံစားချက်ကြောင့်ပါ။လက်မှုပညာရှင်တယောက်အတွက်အမျက်နှိုးဆုံးကဈေးနှုန်းကိုအတိအမှတ်ပြုတာမဟုတ်ပါဘူး။သူ့ရဲ့အမြင်ကိုအတိအမှတ်ပြုခံရတာပါ။ဒါကြောင့်ကျွန်တော်ချမ်းရှာရှင်းကမင်းနဲ့ပုံဖော်ကြည့်တော့အဆင့်တိုင်းကိုအသေးစိတ်ဆုံးဖြစ်အောင်ဂရုစိုက်လုပ်ခဲ့ပါတယ်။သဘာဝအတိုင်းလှပနေတဲ့ကျန်းနံရှုခင်းအလှကိုမပြောက်ဖြစ်အောင်လို့ပါ။အခုမြင်နေရတဲ့လက်ရလေးကကြည်လင်တဲ့မြူနင်းလိုအဖြူကန်လေးထဲမှာစိမ့်မြဲတဲ့အယောင်ကဝါးကိုထဲအတိုင်းဖြည်းဖြည်းချင်းပြန့်သွားတယ်။ဒါဟာကျန်းနံရေကန်မြို့လေမြူခိုးဒီကြားကမိုးမခပင်တွေကြောက်တရားတွေနဲ့လီငယ်လေးတွေကိုအကုန်သိမ်းယူထားသလိုပါပဲ။ဖြည်းဖြည်းလေးလှဲ့လိုက်တာနဲ့ရှုထောင်တိုင်းကမတူညီကြဘူး။ຫນွေဦးမြူခိုးတွေထဲကမြစ်ကန်းဆက်လိုမျိုးနေဝင်ချိန်အောက်ကရေကန်းမျိုးလေးလိုလဲထင်ရတယ်။ကြည်လေထန်စားမှုကနှက်ဆိုင်လေပဲ။ကြည်လေမယိုးနိုင်လေပဲ။ဒါပေမဲ့အလွတ်ပြီးခါနီးလို့အကိုကြီးကဒါကိုပြန်ပေးလို့ရမလားလို့ရုတ်တရက်မေးလာတယ်ကျွန်တော်လည်းဘာလို့လဲလို့မေးလိုက်တယ်သူသားကနိုင်ရန်ကြားကနာမည်ကြီး brand တစ်ခုဝယ်ဖို့အကြံပေးတယ်အဲ့ဒါမှလက်ဆောင်ပေးရင်မျက်နှာပန်းလာတယ်ဆိုပဲပြီးတွင်လက်ရာတွေကအစုပ်အပြက်တွေခြေဘက်လို့လည်းပြောသေးတယ်အဲ့ဒီအချိန်မှာစိတ်ထဲမှာတော်တော်လေးမကောင်းဖြစ်သွားတယ်နိုင်ငံခြား brand ကြီးတွေမှာ logo ရှိတယ်ဒါပေမဲ့ဒီလိုတဘာဝအတိုင်းဖြစ်တဲ့ဂျန်နန်ရေကမ်းမျိုးရဲ့ခန်းစားမှုမျိုးကိုသူတို့လည်းမဖန်တီးနိုင်ဘူးလी
ကျွန်တော်ရဲ့လက်ကောက်ကတစိုက်မရှိဘူးဒါပေမဲ့စေတနာစစ်တွေတော့ပို့ပါတယ်ဒါဟာလူကြီးသူမကစုမွန်ကောင်းတွေကိုလူငယ်တွေရဲ့လက်ထဲကိုတေချာအနှင်းပေးခြင်းနဲ့စိတ်ရင်းစေတနာပဲကျွန်တော်ဒီဗီဒီယိုတွေကိုအမြဲတင်နေတာကနာမည်ကြီးဖို့မဟုတ်ပဲတချို့လူတွေကိုသိစေချင်လို့မှာတချို့အရာတွေကဟိတ်ဟန်မလို့ပဲလူကိုစိတ်လွတ်ရှားစေနိုင်တယ်ဆိုတာကိုပေါ့တချို့ကတွေ့တာတဲ့ပွတ်ကြော်သွားကြတယ်ကျွန်တော်နားလည်ပါတယ်တချို့ကတော့ခဏရက်ပြီးအသေးပုံလေးပေးသွားကြတယ်လှတယ်လို့ပြောကြတယ်ကျေးဇူးတင်ပါတယ်ဒီအထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟိုဆူဆူညာညာ live လွှင့်နေတဲ့အခန်းဒီရှိပါမသွားပဲတာမန်လက်မှုပညာရှင်တယောက်ကိုအဖော်ပြုပြီးကြောက်တုံးသွေးနေတာကိုကြည့်ပေးကြလို့ပါဒီလက်ရာကိုဘလို့မြင်ပါတယ်လဲအဲ့ဒီလိုမျိုးဖန်တီးမထားပဲတဘာဝအတိုင်းဖြစ်ပေါ်လာတဲ့အလှမျိုးကိုရောတွေ့ရရဲ့လားဒီဗီဒီယိုမှာကြာကြာရက်ကြည့်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။နောက်လဲထပ်ပြီးပြန်တွေ့ဖြစ်ချင်မှတွေ့ဖြစ်တော့မှာပါ။အရင်ဆုံးဆူတောင်းစကားလေးတစ်ခုပြောပါစေ။ရှေ့ဆက်လျှောက်မဲ့ခြေလန်းတိုင်းကတီတီငင်းငင်းနဲ့အဆင်ပြေချောင်းမွေပါစေလို့ဆူတောင်းပေးပါတယ်။ဒီအရာကိုစလုတ်ချင်းကနေအခုအထိနာရီပေါင်းများစွာကြာခဲ့ပါတယ်။တင်တာသဘောကျတယ်ဆိုရင်တစ်စက္ကန့်လောက်အချိန်ပေးဒီလက်မှုပညာရှင်ကိုအားပေးမှုလေးပြော့နိုင်ပါအသေးပုံလေးနှိပ်သွားတာပဲဖြစ်ဖြစ် comment မှာအားပေးစကားလေးရေးသွားတာပဲဖြစ်ဖြစ်ပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်